Hello မင်္ဂလာပါ။ဒါဒီဘက်မှာဆိုရင်တော့ဒါအားလုံး review လုပ်ပေးမှာကြာတာဒီရဲ့ Trend ငါထုတ်တဲ့ Tanta Pad ပေါ့နော်။ Trend အင်္ဂလန်ဘိန်းကနေထုတ်ပြီးတဲ့ Tanta Pad ဖြစ်ပါတယ်။ဒီကောင်ကတော့1995နေပြီးတော့မှဒီဥစားဒီပေါ့1995နေမှာ2004ပတ်ချတယ်အဲ့လိုထိမထုတ်ခဲ့တယ်။အဲ့အောင်မှာဥစားဒီဘိန်းလေးအားကြတော့ဒါဥစားကြီး Ultimate Series ရောက်ရထားတဲ့ဘိန်းလေးဖြစ်ပါတယ်။ဒီကောင်လေးကတော့ဘာလဲဆိုတော့classic သမားတွေစီးရဆိုတော့ဘယ်လိုပြောမလဲတော်တော်များနှလုံးထိုး3လုံးထိုးနှလုံးထိုးတစ်လုံးထိုးအဲ့လိုပဲစီးရများကြတယ်ဒီဘိန်းမှာကျတော့သူက3လုံးထိုး3 inline ဖြစ်သွားတယ်3 inline အောက်မှာ engine power 885cc ကိုသုံးထားတယ်ဒါပေမဲ့ Tanta Pad 900လို့ခေါ်တယ်ဒီကောင်ကျတော့เนาะ Tanta Pad ပေါ့နော်သူရဲ့ဒီမှာဒီကောင်စလဲ Tanta Pad လို့နာမည်မဲ့ထားပြီးတော့သူက original က Tanta Pad နဲ့မဲ့ထားတယ်နောက်ပြီးတော့ဒီရဲ့ Kindle carburetor တော့38 mili သုံးထား38cc သုံးထားတဲ့အတွက်တော့မှအရင်ကျန်းပါတယ်တခြားဘိန်းတွေနဲ့ဘာမှမဆိုင်ဘူး classic တော့ညာလဲဒီကောင်ရဲ့ high speed ကကြတော့ရှင်းရှင်းပြောရင်ကိုဆိုင်တို့ဟိုပါပေါ့ဘယ်လောက်တက်မလဲ180 km ကြီးတက်မယ်ဟုတ်ပြီနော်ဒါတော့သူကတိုင်ခွက်လေးဆိုရင်လည်းလုံးဝတော့ old school ဖြစ်တဲ့အတွက် U ရှင်းတယ်တိုင်ခွက်လေးကြည့်မယ်ဆိုရင်လည်း analog နေတယ်နော်ဒီမှာ tram ပါမယ် white ပါမယ် neutral ပါမယ် high beam ပါမယ်နောက်ပြီးတော့ tram ပါမယ်နော်ဒီဘက်မှာ RPM ဒီဘက်မှာ kilometer ဒါပဲပါမယ်ခလုံးမှာဆိုရင် U ရှင်းတယ်ကိုဆိုင်တို့ဒီဘက်မှာဆိုရင်form ပါမယ် signal လေးတွေပါမယ် off အပေါ်အောက်မီးပါမယ်နောက်ပြီးတော့ဥစားမီးပါမယ်စုံမီးပါမယ်နောက်ပြီးတော့ဒီရဲ့ bus မီးပါဒီဘက်မှာကျတော့ဥစားတို့ engine stop ပါမယ်နောက်ပြီးတော့ဒီမီးအခွင့်ပိတ် silent start close ပါအားပြီးတော့တိုင်းကြီးဥစားရပင်ဟာဒီရှေ့ပိုင်ရှင် modify လုပ်ထားဖြစ်တဲ့အတွက်ဒီရဲ့ဆေးရောင်တွေပါတော့အကုန်မာထားပြီးဒီရဲ့ဒီ market လေးနည်းနည်းပြင်ထားတယ်ဒါပေမဲ့တော့ညာလဲသူရဲ့ design သူရဲ့ culture နဲ့ကြည့်လိုက်မယ်ဆိုရင်လုံးဝမိုက်တယ်ဟုတ်ပြီနော် engine ကတော့လုံးဝကြည့်လိုက်မယ်ဆိုရင်တော့သူကတော့ဒီ chrome color နဲ့ပဲပေါ့နော်အယောင်မပါသေးဘူးဒီရဲ့1995နေတော့69ထိဒီအယောင်နဲ့ပဲ69ရဲ့အထက်နောက်ပိုင်းမှာဒါကိုစားတဲ့ engine အနက်ရောင်ပြောင်းသွားတယ်နောက်ပြီးတော့ရှေ့ရ disc brake က2ချက်ပြောင်းသွားတယ်အဲ့လိုပေါ့နော်ဒီကောင်က95 model ဖြစ်တဲ့အတွက်ရှေ့ disc brake ကတစ်ချက်ပဲ engine လည်း chrome cover ဖြစ်တယ်နောက်ပြီးဒီရဲ့ရေတိုင်း cover တွေအကုန်လုံးက plastic cover တာ cover နဲ့ပေါ့နော်ကာထားပေးတယ်အကုန်လုံး okay အဲ့တော့သူ့ရဲ့ size ကိုကိုယ်ခွာပြမယ်ဆိုရင်ဒါကိုယ်ဆို9ပေရှိတယ်ကွာခွာလိုက်မယ်ဆိုရင်လူကောင်ကြီးရဲ့အဆင်ပြေစီးရတာပြောမယ်ပုံမှန်ကိုယ်တို့ဒီ RE တို့ဒီရဲ့တခြား classic တွေ SR တို့ဘာလို့ညာလို့စီးမဲ့အစားတကယ် performance လည်းကြိုက်တယ်နောက်ပြီးတော့အတန်းနဲ့တူများနဲ့မတူဘူးဆိုတဲ့ဟာမျိုးကြိုက်တော့ကိုယ်စားဒီကောင်ကိုရွေးချယ်စီခြင်းနဲ့ဒီကောင်ဒီ Trend เนาะ brand ချင်းရှင်းမယ်ဆိုတော့မှအရန်กว่าတယ် Trend ဖြစ်တယ်နောက်ပြီးတော့engine က3လုံးထိုးဖြစ်တယ်เนาะဒီကောင်မှဟိုဂီယာ5ချက်ပါတယ်ဒီကောင်က chain driving နဲ့ပဲ chain နဲ့ပဲ driving လုပ်တယ်เนาะနောက်ဒီကလည်း shit နောက်တစ်ပေါ့เนาะchain driving နဲ့လုပ်တယ် smoke way နဲ့เนาะဒီကောင်ကတော့ monster cafe tire တွေတက်ထားဖြစ်တယ် customer ရှိရဲ့ function owner ကတော့ custom ပြင်ဆင်တာဖြစ်တဲ့အတွက်အဲဆိုရင်ကိုယ်ကစပြီးနိုးပြမှာတော့เนาะကိုယ်ကတော့အရင်ကြိုက်တဲ့ဒီဘိန်းကိုဘာဖြစ်လဲဆိုတော့ဒီညာနဲ့မတူစီးရတဲ့ flow ကလေထိုးလိုက်ပြီဆိုရင်အတန်ကလုံးဝမာစေတန်ပေါ့နော်တက်ပြင်းပြင်းခတ်မမာနဲ့အဲ့လိုအတန်မျိုးပေါ့နော်ဒီပါတင်လိုက်ပြီဆိုရင်လည်းကိုယ်သားတို့တခြားဘိန်းတွေမတူကိုရီပြန်စဉ်းစားကြည့်ကိုရီးယားပတ်စံ340ကျော်50ကျော်နီးပါးတုံးပြီးတော့မှ classic ကိုကောင်းကောင်းမရဘူးနောက်ပြီးတော့ဟိုမြောက်ဒီမြောက်ဘိန်းနေစီးနေရမယ်အနေထားတဲ့ဆိုင်ကိုစားရဒီကောင်လေးက model old school ဖြစ်တယ်နောက်ပြီးတော့ brand လည်း England brand ဖြစ်တဲ့အတွက်ကိုစားရဒီကောင်လေးကတော့ကိုစားရရောင်းတဲ့ဈေးကတော့340ပတ်ချလိုက်မှာပဲရောင်းတယ် license လည်းပါပြီးတာဒါညီကိုတွေကိုပြပေးတာပါဘာဖြစ်လဲဆိုတော့တော်တော်များများ classic ဆိုမြင်လိုက်ရင် SR တို့ CP တို့ဒီရဲ့တခြား classic အတေးမွားလေးတွေလောက်ပဲမြင်ရတယ်ဒီကောင် the move bit ပေါ့နော် classic တဲမှာဆိုရင်ဒီကောင်လေးကအရန်မိုက်ပါတယ်အတန်ထွက်လည်းအရန်မိုက်တယ်စီးရအနေထားအရန်မိုက်တယ်အဲ့ဒါလေးကိုအားလုံးပြပြချင်ပါတယ်ကိုစားဒီနေ့ဒါ review လုပ်ပြရတော့ကိုစားရဲ့ Tanta Pad လေးဖြစ်ပါတယ်ဟုတ်ပြီနော်ဒီကိုတွေအားလုံးကြိုက်မယ်လို့လည်းမျှော်လင့်ပါတယ်ဘာဖြစ်လဲဆိုတော့ဒီကောင်က3 inline ဖြစ်တဲ့အတွက် exhaust ခွေးမှာဆိုလည်းကြည့်လိုက်သူများလည်းမတူဘူးเนาะဒီမှာဆိုရင်နှလုံးဟိုဘက်မှာတစ်လုံး
ဒီဘက်နှလုံးကျတော့အိတ်စောတစ်လုံးနဲ့သွားတယ်ဟိုဘက်တစ်လုံးညာတစ်လုံးနဲ့သွားတယ်အဲ့လိုပေါ့နော်သူများနဲ့မတူတဲ့အတန်လေးရမယ်သူများနဲ့မတူတဲ့ performance ရမယ်သူများနဲ့မတူတဲ့ဆွဲရုံးကိုကြိုက်တယ်ဆိုရင်ညီကိုတွေတော့ကတော့ double ဘိန်းလေးတွေစီးတင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ရှားလဲရှားပါဘိန်းဖြစ်တယ်ဟို collector တမားတွေနဲ့ဆိုရင်ဆူဆောင်းထားတင်းတဲ့ဘိန်းထဲမှာပါတယ်ပေါ့နော်အဲ့ဒါဆိုရင်အားလုံးကြိုက်နေတယ်မယ်လို့မျှော်လင့်ပါတယ်ကိုစားဗီဒီယိုလေးကြီးသဘောကျဆို like and share လုပ်ကြပါပြောပြဆန်ရှာလေးလေးရှိနေ comment အောက်မှာဖော်ပြခဲ့ပြီ okay ဟုတ်ပြီနော်ကိုစားဒီကောင်လေးကိုတော့နည်းနည်းလေးစီးထွက်ပြပေးမယ်เนาะအရှိကြီးတော့မမောင်းတော့ဘူးဟုတ်ပြီနော်သူက weight ပေါ်လားဆိုရင် weight ပေါ်တယ်เนาะစီးထိုင်အလောက်မြင်လားဆိုလည်းအဲ့လောက်ထိမမြင်အဆင်ပြေတယ်ဆောက်ရမိုက်တဲ့ဘိန်းထဲမှာပါနော်ဟုတ်ပြီနော်ခဏလောက်ကြည့်မယ်โอเคအဲ့ဆိုအားလုံးကြိုက်နေတဲ့မယ်လို့မျှော်လင့်ပါတယ်ဒီဘိန်းလေးဝယ်ဆိုတော့ကိုစားဖုန်းနံပါတ်69589589ကိုဆက်သွယ်ပြီးတော့မှဝယ်ယူနိုင်ပါတယ်အားလုံးကြည့်ရှုပြီးရဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်အားလုံးမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ